Manchester United လို့ကမ္ဘာထိပ်သီးကလပ်တစ်ခုမှာနီးပြတယောက်ကိုထုတ်ပြီးနောက်တစ်ယောက်ကိုခန့်ဖို့ဘယ်လောက်တောင်ကုန်ကြနိုင်မလဲအဖြစ်ကတော့တော်တော်လေးကိုအံ့ဩစရာကောင်းပါတယ်ကဲဒီကင်းကလန်ရဲ့နောက်ွယ်ကကျောင်းရာတွေကိုအတူတူကြည့်လိုက်ကြရအောင်ဟုတ်ပါတယ်မျက်လုံးထဲမှာမြည်နေရတဲ့ပမာဏကပေါင်တင်30ကျော်ပါဒါက United တဲ့ညီနဲ့မကြခင်မှာတင်မိပြပြောင်းလဲလှုပ်ဖို့အတွက်ရင်ဆိုင်ရနိုင်တဲ့ကုန်ကြစရိတ်အကျဉ်းပြင်းပါပဲဆိုတော့အဲ့ဒီငွေပမာဏကဘယ်ကားလာတာလဲဆိုတော့15လဲတနည်းကြော်လေးအတွင်းမှာနီးပြချုပ်နှင်းရောက်ကိုထုတ်ပယ်ခဲ့တဲ့အတွက်ပေးရမယ့်အလျော်ကြီးစုစုပေါင်းဖြစ်ပါရဲ့တကယ်ကိုမသေးရဲ့ငွေပမာဏပါကဲအပိုင်းတက်ကိုစားလိုက်ကြရအောင်အဲ့ဒီပေါင်တန်30ကျော်ဆိုတာဘသူအတွက်ဘယ်လိုဖြစ်လာတဲ့ကိန်းဂဏန်းတွေလဲဆိုတာအသေးစိတ်ခွဲချမ်းစိတ်ဖြာကြည့်ကြမယ်ဒီနှုတ်များပြားတဲ့ကုန်ကြစရိတ်ကဘယ်ကနေဘလို့ဖြစ်ပေါ်လာရတာလဲအဓိကကတော့နေပြနှစ်ယောက်ကိုစာချုပ်မပြည့်ခင်ထုတ်ပြလိုက်ရတဲ့အတွက်ပေးရတဲ့လျော်ကြေးတွေကနေစုပုံလာတာပါပဲဒီကုန်ကြစိတ်ကိုခွဲကြည့်လိုက်ရင်တစ်ဖက်မှာက Eric Ten Hag ကိုထုတ်ပယ်ခဲ့တဲ့အတွက်အတီးပြုတ်ပြီးသားလျော်ကြေးပေါင်14တမတန်နောက်တစ်ဖက်မှာကျတော့သူ့နေရာကိုအစားထိုးဖို့ရေးပန်းစားနေတဲ့ Ruben Amorim ကိုသာခံပြီးပြန်ထုတ်ခဲ့မယ်ဆိုရင်ပေးရနိုင်ခြေရှိတဲ့လျော်ကြေးကပေါင်15တမ9တန်အထိရှိလာနိုင်တယ်လို့ဆိုပါတယ်အဲ့ဒီမှာ Ruben Amorim လျော်ကြေးနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာအချက်တစ်ချက်ရှိသေးတယ်အဲ့ဒါကဘာလဲဆိုတော့ပေါင်15တမ9တန်ဆိုတာကအများဆုံးပေးရနိုင်တဲ့ပမာဏ maximum payout clause လို့ခေါ်တာပေါ့တကယ်လို့သူသာချိန်ထိုတင်းမှာတခြားအသင်းအသင်းမှာအလုပ်planရသွားခဲ့ရင်ဒီငွေပမာဏကလျော့သွားမှာပါကဲကုန်ကြစရိတ်ကိုတော့သိပြီအခုအပိုင်းနဲ့မှာကြတော့ဒီတော့ကြီးမားတဲ့ကုန်ကြစရိတ်ကိုဘာကြောင့်များကြခံဖို့ဆုံးဖြတ်ခဲ့ကြတယ်လဲတကယ်ပဲ3ရက်လာနဲ့တန်ရက်လာဆိုတာစက်ကြည့်သွားကြရအောင်ယုံချင်ရောမယုံချင်ဒီပါကုန်ကြရှိတွေဘလောက်များများဒါဟာ3ရတဲ့ငွေနဲ့ချွေးနေစာတစ်စက်မကြံတန်ပါတယ်လို့မြင်တဲ့အတန်းတွေလည်းရှိနေပါတယ်ဒီ30ကရှောင်လင်းလို့မရတဲ့မဖြစ်မနေလို့အချက်တစ်ခုလို့တောင်ယူဆကြပါတယ်ဒါဆိုဘာကြောင့်ပေါင်တန်း30လောက်အကောင်အကြခံပြီးနီးပြထုတ်တာကိုကုန်းမနဲ့ယဉ်ညီမြုံနယ်မှုချက်ခုခေရှုမိနိုင်ရလေအကြောင်းရင်းတွေကတော့ရှင်းပါတယ်ပထမဆုံးကတော့အတင်းရဲ့ကြီးမကောင်းအောင်ညံထင်းလွတ်တဲ့ကစားပုံတွေကိုအဆုံးသတ်ချင်တာနောက်ပြီးတော့ဒါကပြိသက်တွေရဲ့ပြင်းထန်တဲ့ခံစားချက်ကိုထင်ဟပ်စေတာပေါ့တချို့ပြိသက်တွေကဆိုရင်ဒီလျော်ကျဲတဲ့သူတို့ကိုယ်တိုင်အောင်ပိတ်ဆန်စိုက်ပြီးထဲဝင်ပေးချင်တဲ့အထိဖြစ်နေကြတာပါအပိုင်း3မှာတော့ဒီလိုဈေးကြီးတဲ့အခြေအနေကိုမကြားသေးခင်ကမှပိုအောင်မြင်ပြီးကုန်ကျစိတ်လည်းအများကြီးတက်တာခဲ့တဲ့ယာယီဖြည့်ရှင်းမှုတစ်ခုနဲ့နိုင်ရှင်ကြည့်ကြပါမယ်။ရန်တရကြီးမဲ့ဆိုရင်အတင်းဟာအရင်တုန်းကမိုက်ကယ်ခါတဲ့ယာယီကင်တက်ခဲ့တဲ့အချိန်မှာကုန်ကျစရိတ်အများကြီးတက်တာပြီးရလက်ကောင်းနေရရှိခဲ့ဘူးလေ။ဒီစရာကိုကြည့်လိုက်ရဲ့ကွာခြားချက်ကိုရှင်းရှင်းလင်းလင်းမြင်လိုက်ပါတယ်။မိုက်ကယ်ကယ်ရစ်ကလက်စာနည်းနည်းလေးနဲ့နိုင်ကွဲ9ပွဲတရီတပွဲထိရယူပေးနိုင်ခဲ့တဲ့အချိန်မှာအခုတော့စွမ်းဆောင်ရင်ကောင်းလို့ဆိုပြီးပေးရတဲ့လျော်ကြီးတွေတော့ပေါင်တန်း30ကျော်နေပြီကဲအခုနောက်ဆုံးအပိုင်းကိုရောက်လာပါပြီဒီအပိုင်းမှာတော့ဒီကိစ္စရဲ့ကျေပြွန့်တဲ့စီးပွားရေးဆိုင်ရာတရားမှုတွေနဲ့လက်တွေ့အခြေအနေတွေကိုကြည့်ပြီးညီကုန်းချုပ်ကြပါစို့ဒီဆွေးနွေးမှုကိုအစပြုခဲ့တဲ့အဓိကကြောက်ပြီးအလွန်ကြီးမားတဲ့ကိန်းဂဏန်းကိုပဲပြန်ကြည့်လိုက်ရအောင်ပေါင်တန်း30ကျော်ဒီငွေပမာဏကအသိရဲ့သုံးဆွဲမှုအတိုင်းတာဘလောက်ကြီးတယ်ဆိုတာကိုထင်ထင်ရှားရှားပြနေပါတယ်။ဒါပေမဲ့တစ်ဖက်မှာတော့ဒီကိစ္စကိုပို့ပြီးဝေဖန်ပိုင်းခြားတဲ့အမြင်မျိုးလည်းရှိနေပါတယ်။အဲ့ဒါကတော့အသင်းပိုင်ရှင်အသစ်တွေကဒီကုန်ကြစက်ရည်တွေကိုကာမီဖုတ်ကလပ်ကလက်ဖက်ရည်ဖြော်တဲ့ဝန်ထမ်းမျိုးသမီးတချို့ကိုအလုပ်ထုတ်ပစ်လိုက်မယ်ဆိုတဲ့အပြောမျိုးပေါ့။ဒါကကလပ်အသင်းတွေရဲ့လက်တွေစီးပွားရေးလောကမှာဒီလိုငွေပမာဏကြီးတွေကိုဘလို့စီမံခန့်ခွဲတတ်ကြတယ်လဲဆိုတာကိုမိမောင်းချိုးပြနေတယ်လို့ပါပဲ။ဒီတော့နောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းတစ်ခုထွက်လာပါတယ်။ဒီလိုစင့်ထိငွေသုံးစွဲမှုကြီးမားတာဟာအတင်းရဲ့ကြီးမားတဲ့ရည်မှန်းချက်ကိုပြနေတာလား။ဒါမှမဟုတ်ဒီငွေမှုမရှိခြင်းရဲ့လက္ခဏာတစ်ခုလား။ဒီမေးခွန်းကကလပ်အတင်းရဲ့အနာဂတ်နဲ့ဘောလုံးအားကစားလောကအတွက်ဘလို့အထိပ္ပယ်တက်ရောက်နေတယ်လဲဆိုတာကိုအားလုံးကိုစဉ်းစားသုံးသပ်စေတာပါပဲ။